MRTV4 ပရိသတ်များရှင်မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းကထိုးဆက်တဲ့နမဲနဲ့တည်ရှိနေတဲ့မြို့လေးရဲ့ကဆုံလာပြည်ဗုဒ္ဓနေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုများကိုတင်ဆက်ပေးကြပါရရှင်ပင်းမြို့ဟောင်းပင်လေရင်မျက်နှာပြင်အထက်982ပေမှာတည်ရှိပြီးမြို့ဟောင်းရဲ့တက်သေးမြို့ရိုးနဲ့ကျုံးတည်ရှိကမြို့တကားလေးပေါက်ရှိတဲ့မြို့လေးပဲဖြစ်ပါတယ်အပင်မြို့အောင်တပြေမြို့တစ္ဆာပန်းမြို့ပင့်မြို့ပင်းမြို့စသဖြင့်မြို့တီစာခေအဆက်ဆက်အမည်နာမ5မျိုးနဲ့တည်ရှိခဲ့ကနောက်ဆုံးယနေ့အချိန်ထိပင်းမြို့ဟောင်းဆိုပြီးနာမည်ကျန်ရှိလျက်ရှိရဲ့9မြေယာမြို့လေးတစ်မြို့ပဲဖြစ်ပါတယ်တက္ကမလားကိုယ်ဝယ်ရမယ်တရားကဘုရားတရားသံဃာရဏသုံးပါဘုရားတရားသံဃာရဏသုံးပါကိုဘယ်လောက်ကြောင့်ကိုယ်ဝယ်ရမလဲဆိုရင်လေဒီဆရာတော်ဘုရားကြီးကရူပခန္ဓာဒုက္ခသစ္စာပရိညာပရိညာဗုဒ္ဓသရဏကိစ္ဆာမိတဲ့ဝေဒနာခန္ဓာဒုက္ခသစ္စာပရိညာပရိညာယူဘခန္ဓာတွေဒုက္ခသစ္စာခြင်းကိုပိုင်ပိုင်နိုင်နိုင်သိခြင်းလည်းအဆုံးရှိသည့်အောင်ဘုရားတရားသံဃာရဏသုံးပါကိုယ်ဝယ်စီကရမယ်ပေါ့နော်ပွားများမယ်တရားကအနိစ္စဒုက္ခအနတ္တပေါ့အနိစ္စဒုက္ခလက္ခဏာတွေသုံးပါပွားများမှသစ္စာဉာဏ်ရမှာသစ္စာဉာဏ်ရမှာဒုက္ခခါသိချုပ်ခြင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုတဲ့ယုံကြည်ရတရားထားပြီးတော့ဒါနပြုပါသီလဆောက်တည်ပါဘာဝနာတရားပွားများအားထုတ်ပါပေါ့ဒါနသီလဘာဝနာတရားတွေကိုမမေ့မလျော့တတိယပင်ကျင့်ကြံတို့အားထုတ်သည့်အတွက်ဒုက္ခခါသိချုပ်ခြင်းရဖြစ်တော့နိဗ္ဗာန်ချမ်းသာများကိုလင်းမြန်စွာဆက်ရောက်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းပင်းမြို့ဟောင်းအတွင်းမှာတော့အံ့ဩဖွယ်လိလာပွဲရများနဲ့ပြည့်ညတ်လျက်ရှိပါတယ်အင်းဘော်ရီရွှေညောင်တော်တပြင်းညီနောင်ပင်စိန်စင်းတူဖျားရှင်အရဟံသိန်းနဲ့ကြောက်စာတို့ကတော့ပင်းမြို့ဟောင်းရဲ့အထင်ကြီးထင်ရှားလာတဲ့အံ့ဩဖွယ်ရာများပဲဖြစ်ကြပါတယ်။ရဟန္တာမထေရမြတ်ကြီးနဲ့အနုရာမင်းကြီးတို့ကတော့တံပရိပါတိုင်းဒုနာဗရန္တာတိုင်းရာမညတိုင်းကဘောဓတိုင်းယောနကတိုင်းဆိုတဲ့တိုင်း၅တိုင်းရဲ့အလဲဘူးဖြစ်တဲ့ဗုဒ္ဓဂယာကဲတို့မြေတူးမြေမြတ်ရှိတဲ့နေရာဒေသဖြစ်တဲ့ကျက်မတဝက်ဆံလောက်ရှိတဲ့ဘူမိနဲ့မှန်းတဲ့နေရာလေးမှာဘောဓိပင်ကိုပင့်ဆိုင်ခဲ့လို့ပင့်မြို့ဖြစ်တာပေါ့။အဲဒီလိုပင့်မြို့မတိုင်ခင်မှာဦးဇင်းတို့ဒီအောင်တပင်ညီနောင်ကြီးကိုအကြောင်းပြုတာလောကီအောင်မြေခေါ်တာပေါ့လောကီအောင်မြေနဲ့တကောင်းခေတ်ကကြရနေပြီးမင်းဆက်ဆက်စူးစမ်းခဲ့တဲ့နန်းတော်ဟောင်းနေရာတွေရှင်ရန်ရဲ့တောင်တိန်တော်မြောက်တိန်တော်စတဲ့ပြည်တကတ်တိုက်တွေလည်းရှင်တဲ့တိုင်ရှိပါသေးတယ်ဦးဇင်းတို့ယခုတက်တည်းကတော့ဦးဇင်းတို့ရှင်ရန်ရဟန္တာမထေရမြတ်ကြီးစိုက်ပျိုးခဲ့လို့ရှင်ရန်ဘောဓိလို့အမည်တွင်နေပေါ့ဘောဓိပင်ကြီးရဲ့ထူးခြားချက်တွေဦးဇင်းတို့ပြောပြရမယ်ဆိုတော့ဦးဇင်းတို့ဘောဓိရင်္ဂနာဝတ္တုစေတီရင်္ဂနာဝတ္တုပြုလုပ်တဲ့အခါမှာပေါ့ရောင်ကြီးတော်တွေကွင်မြူခြင်းရောင်ကြီးတော်တွေလွှတ်ခြင်းဘောဓိရဲ့ကလေးတွေကနေပြီးတော့ဦးဇင်းတို့သမဘုံများပေါ်ခြင်းစေတီဘုံများပေါ်ခြင်းဘောဓိရွက်တွေကြောထိုးခြင်းစတဲ့အထူးခြားအံ့ဩဖွယ်ကောင်းတဲ့တရုတ်တညာတွေကနေပြီးတော့ဘောဓိရွက်ပရိဒါတို့မြင်တွေ့ရမှာဖြစ်ပါတယ်ယခုလဲယနေ့လဲဖူးမြင်လို့ရပါသေးတယ်ရောင်ကြီးတော်ကွန်ပျူတာတွေကိုလဲကိုယ်တိုင်ကိုကြအကျိန်20မကဦးဇင်းဖူးခဲ့မှုပါတယ်ဦးဇင်းတို့ပုပ္ပယုံကျောင်းတိုင်းအတွင်းမှာထင်ကြရရှိတာတော့ဦးဇင်းတို့ရှင်ရန်မာဘောဓိရှင်ကျောင်းတော်ကြီးအဓိကပေါ့ရှင်ရန်မာဘောဓိရှင်ကျောင်းတော်ရဲ့ပင်ကြီးမှာရှင်ရန်ရဟန္တာမထေရမြတ်ကြီးနဲ့အနုရာမင်းတို့ကဘောဓိပင်ကြီးအတွက်ရေပူဇော်လှူဒန်းထားတဲ့မေတ္တာကံတော်ကြီးကလည်းအထင်ကြီးဖြစ်ပါတယ်အဲဒီနောက်မှာမဟာဗောဓိမာရဝိဇ္ဇာရုပ်ဘွားတော်မြတ်ကြီးကလည်းအထင်ကြီးတကူတော်ကြီးပါတယ်တနှစ်ထဲနဲ့ရောင်ကြီးတော်9ချိန်ကွမြူပြီးတော့ပြတော်မူပါတယ်စေတီတော်ပေါင်း38စုတိတိရှိပါတယ်မြို့ရိုးတွေနဲ့ပတ်သက်လို့ကတော့ဦးဇင်းတို့ဒီမှာပြင်းမြို့ဟောင်းမြို့ရိုးကိုကြည့်လိုက်မယ်ဆိုအရှိတ်ဘက်မှာမင်္ဂလာတကားပေါ့တောင်ဘက်မှာရန်အောင်မြင်တကားဒီမြောက်ဘက်မှာရွှေအိုးရတကားအနောက်ဘက်မှာလည်းဦးဇင်းတို့ဟိုအနောက်မြောက်ဘက်မှာကျတော့အမင်္ဂလာတကားဆိုပြီးတော့တကားကြီးလေးရက်လေယနေ့တဲ့တိုင်နေရအကျွမ်းကျန်နေရှိပါသေးတယ်ဦးဇင်းတို့မဟာဗောဓိပင်ဆိုတာဒေဝဗုဒ္ဓမံခန္ဓာမံမစ္စုမံပိတင်္ဂရမံကိလေသာမံဆိုတဲ့မံ၅ပါးကိုအောင်မြင်တဲ့ထိမ့်မနဲ့ခက်မှန်၅ပြားရှိရပါတယ်50မြောက်ပလင်တော်ကိုရောက်တော့ပါပြီအဲ့ဒီမှာခက်မှန်၅ပြားကိုဖုမယ်ဆိုလို့ရှိရင်ပင်စီတော်ရဲ့ခွစုံအောက်ထက်မှာ3000လောက်ထပ်တူးလိုက်မယ်ဆိုရင်မူလပင်စီတော်ကြီးကိုတွေ့ရပါတယ်ပฏิဘောဂစီတော်မြတ်ကြီးကိုညောင်ရည်တွန်းလောင်းပူဇော်ခြင်းအဖြစ်မိမိတို့တဏ္ဍာမှာကိလေသာတရားတွေမောဟအညစ်အကြေးတွေကင်းစင်ပြီးတော့နိဗ္ဗာန်ချွေမြတ်ကိုရောက်နိုင်ဖို့အရေးဒါဦးဇင်းတို့မက်ကင်ရေးအမြတ်စေးကိုတောက်တုံးလိုတဲ့အတွက်အားလုံးကုသိုလ်ယူကြတာဖြစ်ပါတယ်ပင်းမြို့ဟောင်းရဲ့ပုပ္ပယုံကျောင်းတိုက်အတွင်းမှာတည်ရှိတဲ့ဘောရီရွှေညောင်ပင်ကြီးကတော့သာသနာတက္ကရာ1608ခုမြန်မာတက္ကရာ425ခုအေဒီ1063ခုနှစ်အတွင်းမှာရှင်ဟရန်ယဟန္တာမထေရမြတ်ကြီးနဲ့ပကံပြည့်ရှင်အနောယထာမင်းကြီးတို့ကိုယ်တော်တိုင်တစ္ဆာအဋိဋ္ဌံပြုပင့်ဆောင်စိုက်ပျိုးတော်မူခဲ့တဲ့အထင်ကြီးဘောရီရွှေညောင်ပင်ကြီးပဲဖြစ်ပါတယ်ဘောရီရွှေညောင်ပင်ကြီးမှာတော့နှစ်စဉ်ကဆုံလပြည့်ဗုဒ္ဓနေ့ရောက်တိုင်းကဆုံညောင်ရည်သုံးပွဲတော်နဲ့အတူစွန်းတော်ကြီးလောင်းလူပွဲကိုခမ်းနားစွာကျင်းပလေရှိပါတယ်။စ
စေရီပထိုးကျောင်းကန်အသီးသီးမှရှိတဲ့ဘောရီညောင်ပင်တို့ဟာဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာတစ်ပင်ဖြစ်တာကြောင့်ပရိဘောဂစေရီအဖြစ်ရည်မျှော်ကညောင်ရည်သုံးပွဲများကိုဗုဒ္ဓဘာသာဝင်အပေါင်းတို့ကနေလူနေမြတ်အဖြစ်တခမ်းတနာကျင်းပကြပါတယ်ပင်းမြို့ဟောင်းရဲ့ဘော်ရီရွှေညောင်မင်းကြီးကိုမြို့ဟောင်းအတွင်းရှိရွာပေါင်း30ဝန်းကျင်ကလူအများကကစုံညောင်ရီလာသွန်းကြတဲ့ခမ်းနားပွဲမြင်ကွင်းများကိုလည်းအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်ထူးခြားချက်တွေရှိရင်လည်းတီးတလောက်ပြောပြပါအောင်နော် ကျမတို့ဘော်ဒီပင်ကြီးကိုဝရွက်ဖက်ပူဇော်ချိန်မှာရောင်ကြီးတော်တွေကွန်ပျူတာကိုလည်းတွေ့ရပါတယ်။အဖိုးဖွားတွေလက်ထက်ကလေးအဒီဘော်ဒီပင်ကြီးမှာကိုလိုတဲ့စုကိုတောင်းလို့ရှိရင်စုတောင်းပြီးတယ်လို့ပြောတယ်ကြားပူပါတယ်။ ညီမလေးနေနဲ့ဒါဆိုရင် MRT4 ပရိသတ်ကနေပြီးတော့ဒီဘော်ဒီဘင်းနဲ့ပတ်သက်လို့ပေါ့နော်။ဘာများပြောကြားချင်ပါလဲ ကျမတို့ဘော်ဒီပင်ကြီးကိုပေါ့လေကျမတို့လိုပဲရဝိရနေရဖျားဘူးတွေအများတန်းကုလိုရစီခြင်းလို့မျိုးလာပြီးတော့ဖူးမျိုးကြီးညိုလဲကြပါဦး ပုပ္ပါယုံကျောင်းတိုက်ရဲ့ညနေပိုင်းအစီအစဉ်ဖြစ်တဲ့ဆွမ်းဆန်စိန်လောင်းလူပွဲအခမ်းအနားမှာနေဖိတ်ကြားထားတဲ့ကျောင်းပေါင်း43ကျောင်းမှာတန်ခါအပား200ကျော်တို့ကိုပင်းမြို့ဟောင်းအတွင်းရှိဒေသခံရွာသူရွာသားများရဲ့တနိုင်ဌာနအားများနဲ့စုပေါင်းဆွမ်းဆန်စိန်လောင်းလူတာကိုလည်းတာရုခေါ်ဆိုပွဲမြင်တွေ့ကြရမှာဖြစ်ပါတယ်ကစုံညောင်ရည်သုံးပွဲနဲ့စွန်ကြီးလောင်းလူပွဲကိုလာရောက်ကြတဲ့များပြားလာတဲ့ဒေသခံများကိုစတုဒီတာများနဲ့ကျွေးမွေးအခမ်းနဲ့အလှရှင်များရဲ့စေတနာကလည်းမုဒိတာပွားစရာပဲဖြစ်ပါတယ်ဒီနေ့မှာအမတို့မိသားစုရဲ့လှူဒန်းမှုအဆူဆူတွေကိုလည်းပြပြပေးပါအောင်ရှင် ဟုတ်ဒီကစုံလာပြီးနေမှာပေါ့နော်နှစ်တိုင်းလှုပ်စင်ရှိတယ်ပေါ့နော်အမားတို့ကဒီနှစ်မှစပြီးတော့လာလှူတာပေါ့နော်ဒီနေ့လှူတာကတော့ပေတန်က43ချောင်း43ပါးကိုမာတို့ဆန်တအိတ်စီပေါ့နော်အဲ့လိုလှူမှာလာသမျှပရိသတ်4000 5000ဝန်းကျင်ကိုလည်းကြာစံချက်ကျွေးမှာပါဒီနေ့လှူကတော့ ဟုတ်ကဲ့ပါဒီစာတီးကအကိုရဲ့စာတီးလို့သိရပါတယ်ရှင်ဒီစာတီးမှာအကိုကပေါ့နော်ပြန်လှူပြခဲ့ပုံနဲ့ပေါ့နော်ဘာတွေလှူပြီးသွားပြီလဲဆိုတာလည်းပြောပြပေးပါအောင်ရှင် ဘာလှူပြီးသွားလဲဆိုပထမကျွန်တော်ဒီညောင်မင်းကြီးကိုညောင်တောက်ဆိုပြီးတော့ညောင်ကိုင်းထောက်ဖြစ်တယ်နောက်9နှစ်လောက်ကြာမှအခုဒီညောင်ရဲ့ဝရဏလေရန်ဆိုတာလှူဖြစ်တယ်ဟုတ်ကဲ့ပါအခုလိုကိုတေတာမှာပေါ့နော်ထူးခြားတဲ့ဒီလိုမျိုးပေါ့နော်ဗုဒ္ဓမြတ်စွာဘုရားရဲ့ဒီဘောရီညောင်မင်းရှိရဲ့အတွက်ပေါ့နော်ဒေသခံတဦးအနေနဲ့အကိုကအနေနဲ့ရဖိတ်ခေါ်ခြင်းနဲ့ဆိုရင်ကိုအနေနဲ့ဘယ်လိုစကားမျိုးပြောချင်ပါလဲရှင်စကားမျိုးပဲဆိုတော့ဒီဘောရီပင်းမျိုးဟောင်းဆိုပြီးဘောရီရှင်ညောင်တော့ဘုရားအရှင်ရန်လက်ထက်ကလေးကတည်တဲ့ဟာဆိုတော့မရောက်ဘူးတဲ့လူလည်းလာရောက်ပြီးဖူးမြော်ပြီးတော့ကြည်ညိုကြပါလို့ကျွန်တော်အနေနဲ့အမှားရီဗျူးကိုပြောချင်ပါတယ်ဟုတ်ကဲ့ပါဗုဒ္ဓဘာသာဝင်တဦးအနေနဲ့တူထားတဲ့ခံယူချက်ကလေးကိုလည်းပြပြပေးပါအောင်ရှင်ဗုဒ္ဓဘာသာတူအနေနဲ့အမားတို့လေလှူခြင်းစိတ်ကအမြဲတမ်းရှိတယ်ပေါ့နော်လိုအပ်တာလေးရှိရင်တော့အမြဲတမ်းပေါ့နော်လှူနိုင်အောင်တန်းနိုင်အောင်အမြဲတမ်းစူးစမ်းနေပါမယ် MRTV4 ပရိသတ်များရှင်အထင်ကြီးရနေရများနေအထင်ရှားတည်ရှိလျက်ရှိရဲ့ပင်းမြို့ဟောင်းရဲ့ပုပ္ပါယုံကျောင်းတိုက်အတွင်းကဘောရီရွှေညောင်မင်းကြီးရဲ့ကစုံလာပြင်းညောင်ရည်သုံးပွဲနဲ့အတူစွန်းဆန်စိန်လောင်းလူပွဲအားနှစ်စဉ်ခမ်းနားစွာကျင်းပနေရှိတာမို့ဗုဒ္ဓဘာသာဝင်လူအများလေးကြီးညိုသရာပွားများနိုင်စေဖို့နဲ့အတူပင်းမြို့ဟောင်းရဲ့ဘောရီရွှေညောင်မင်းအားလူအများသိရှိဖူးမြော်နိုင်ကြစေဖို့ရည်ရွယ်ကရိုက်ကူးထုတ်လင်းတင်ဆက်လိုက်ရပါတယ်ရှင်ဒီနေ့1383ခုနေုံလာဇန်း10ရက်စနေနေ့17ရက်6လ2021
မင်္ဂလာညနေခင်းအချိန်ဖြစ်ပါတယ်ယခုချိန်မှာဆိုရင်ဖြင့်ဆရာမာဝရီရွှေညောင်တော်ပရိဘောဂဇေယောမြတ်ကြီးရဲ့မေတ္တာကံအတွင်းကကြာပင်ကြာရွက်ကလေးများစတင်ပြီးတော့ပေါရောက်လာပုံကိုမျက်ဝါးထင်ထင်တွေ့မြင်ရတော့မှာဖြစ်ပါတယ်ယခုဓမ္မမိတ်ဆွေများမြင်တွေ့နေရတဲ့မေတ္တာကံတော်ကြီးကိုရှယ်ရန်ရဟန္တာမထေရမြတ်ကြီးရဲ့ဩဝါဒမိန့်တော်မူချက်အရပကံပြည်ရှင်အနောယထာမင်းကြီးကလူဖို့ကုသိုလ်ယူခဲ့တယ်လို့ခေတ်ဆက်ဆက်ထုတ်ဝေခဲ့တဲ့ရှယ်ရန်မာဘောရီရွှေညောင်တော်တမိုင်းများမှာဖတ်ရှုလေ့လာမှတ်သားခဲ့ရပါတယ်ရှယ်ရန်မာဘောရီညောင်ပင်မြတ်ကိုတက်တော်ရှိကြစွာစီပင်ဝေစာနေရေးအတွက်ထာဝရအလှကုသိုလ်ယူခဲ့တဲ့မေတ္တာကံတော်အတွင်းမှာ1368ခုနှစ်မှ1382ခုနှစ်အထိ9နှစ်တာကာလပတ်လုံးအံ့ဖွယ်ထူးတင်ဂျာနစင်များထူးထူးခြားခြားထွက်ပေါ်တော်မူလာခဲ့ပါတယ်။ဂျာတပွင့်ထဲမှဂျာဘူးများထပ်မံဖူးပွင့်လာလျက်ဂျာ2ဆင့်ဂျာ3ဆင့်ဂျာ4ဆင့်ဂျာ5ဆင့်ဂျာ9ဆင့်စသည်များထပ်ဆင့်ဖွင့်လာခဲ့တာပါ။တူရာဒီတည်င်းကျွတ်လာမှာဖူးပွင့်မြိုင်ဆိုင်အလှချင်းပြိုင်လျက်ရှင်ရန်မာဘောရီရှင်ကြောင့်တော်မြတ်ကိုဥခိုက်ပူဇော်တော်မူကြမယ်ဂျာနီဂျာညူဂျာပြူများသည်ယခုလိုနေုံလဆန်းစာမှာမနစ်ကကံရည်ပြင်အောက်မှာရောက်ရှိနေကြတော့ဂျာရီဂျာဆွေများမှပြန်လည်ပေါက်ရောက်ရှင်တန်းလာတဲ့မြင်ကွင်းကိုဘုဒ္ဓအဖြစ်ယခုလိုရိုက်ကူးပူဇော်လိုက်ရပါတယ်ဖယားနမိတ်တစိမ့်ပုံဆောင်တဲ့ဂျာပင်ဂျာပန်းများကိုတွေ့မြင်ကြည်နူးကုသိုလ်ထူးပြီးဗုဒ္ဓနုတ္တိဘာဝနာပန်းဆင်မြန်းကြလျက်ကုသိုလ်တိုးပွားကောင်းကျိုးများနိုင်ကြပါစေယနေ့1383ခုဝါဆိုလဆန်း14ရက်မင်္ဂလာနေ့မြတ်အချိန်ဖြစ်ပါတယ်။ဒီချိန်မှာဆိုရင်ဖြင့်မနေ့ကဓမ္မစကြာအခါတော်နေ့အထိမ်းအကျိုးအဖြစ်ရှင်ရန်မာဘောရီရွှေညောင်တော်မြတ်တာကံအတွင်းကအံ့ဖွယ်ထူးတင်ဂျာနစစ်များစတင်ပြီးတော့ဖူးပွင့်ဖို့အာယူနေပြီဖြစ်ပါတယ်။ရှင်ရန်မာဘောရီရွှေညောင်တော်မြတ်တာကံအတွင်းကဤကဲ့သို့အံ့ဖွယ်ထူးတင်ဂျာနစစ်များထွက်ပေါ်ခဲ့တာအဖြစ်1368မှဒီယနေ့ယခု1383ခုဝါဆိုလဆန်း14ရက်ခရစ်တက္ကရာ14ရက်9လ2021နေ့ယခုလိုမင်္ဂလာချိန်တိုင်အောင်ဖြင့်6နှစ်တိုင်တိုင်ဖူးပွင့်ခဲ့ပြီဖြစ်ပါတယ်ဤကဲ့သို့ထူးထူးခြားခြားတွေ့မြင်ပြီးတော့ကြီးညိုရမှာဖြစ်ပါတယ်။ဝင်ပြီးတာဂျာပန်ပေါ်မှာယခုလိုဂျာဘူးနှစ်ဘူးထပ်မံပြီးတော့ဖုတ်ပွင့်လာခြင်းဖြစ်ပါတယ်။
ယခုဓမ္မမိတ်ဆွေတွေ့မြင်ရမှာကတော့ပွင့်ပြီးသားဂျာပန်တစ်ပွင့်ထဲမှာဂျာဘူးနှစ်ဖူးထပ်မံပြီးတော့ဖူးပွင့်လာတဲ့မြင်ကွင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်ယခုချိန်မှာဆိုရင်ဖြင့်မြတ်တာကံအတွင်းမှာအံပွဲထူးတဲ့ဂျာနစင်တို့ဖူးပွင့်နေတဲ့အနက်ကဂျာပွင့်တစ်ပွင့်ပေါ်မှာထက်ဆင်ပွင့်လာတဲ့ဂျာပွင့်တစ်ပွင့်နဲ့ထက်ဆင်ပွင့်လာအောင်မဲ့ဂျာဘူးတစ်ဖူးတို့ယခုလိုလှပဝေးစားစွာဖူးပွင့်နေပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်နေ့1383ခုဘာကောင်လာဇန်2ရက်တရက်8လ2017မင်္ဂလာနံနက်ခင်းချိန်ဖြစ်ပါတယ်။ယခုလိုချိန်မှာဆိုရင်ဖြင့်ရှင်အရန်မာဝရီရွှေညောင်းတော်မြတ်တာကံအတွင်းမှာအံပွဲထူးတဲ့ကြာ3စင်းတို့ကိုအတိတ်နမိတ်ထူးစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ယခုလိုအတိတ်နမိတ်ထူးစွာတွေ့မြင်ရခြင်းကိုလောကီအလိုအရပြောပြရမယ်ဆိုရင်လောကီကိစ္စဝဝဆောင်ရွက်မှုမှန်သမျှအစအလဲအဆုံးသုံးပါးလုံးဆန္ဒပြေဝအောင်မြင်ကြမယ်အတိတ်နမိတ်ဖြစ်ပါတယ်။လောကုတ္တရာအလိုအရပြောပြရမယ်ဆိုရင်ဘုရားယရဏတရားယရဏတန်ခါယရဏယရဏမြတ်တုံးမရဲ့ဂုဏ်တော်ခြေဆုတော်တို့ကြောင့်အနိစ္စဒုက္ခအနတ္တလက္ခဏာ၏သုံးပါးများဆင်ញင်ပွားများပြီးမျက်နှိပ်ပံစကန့်ထိတက်လန်းနိုင်ကြမယ်အတိတ်နမိတ်ကောင်းများဖြစ်ပါကြောင်းကိုရှင်အရဟံတာရဏဝင်ပဋ္ဌာန်းဆက်ပါရမီရှင်မောင်းတို့အတွက်အတိတ်နမိတ်ကောင်းများအဖြစ်မင်္ဂလာသတင်းကောင်းပါလိုက်ရခြင်းဖြစ်ပါတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အနေနဲ့ရှင်ရန်မာဗောဓိရွှေညောင်းတော်မြတ်တာကံအတွင်းကအံပွဲထူးတဲ့ကြာ3စင်းတို့ကိုအတိတ်နမိတ်ထူးစွာတွေ့မြင်ရတဲ့အချိန်မှစပြီးတော့ဒါနသီလဘာဝနာတရားတွေတိုးပွားအောင်ကြိုးစားနိုင်ကြပါစေသီလဓမ္မပညာတရားတွေတိုးပွားအောင်ကြိုးစားနိုင်ကြပါစေအနိစ္စဒုက္ခအနတ္တလက္ခဏာရေး3ပါးများဆင်ញင်ပွားများပြီးဉာဏ်နိဗ္ဗာန်စကန့်အထိရောက်လန်းနိုင်ကြပါသည်ကြောင်းထပ်ဆင့်ပြီးတော့ဆုတောင်းမေတ္တာများပို့တလိုက်ရပါတယ်။ခုချိန်မှာဆိုရင်ဖြင့်